ကဲ HPE Live ဘုတ်မျော်နေတဲ့အမျိုးတွေရောက်ပါပြီတကောလုံးကတတ်တူ body နဲ့လှုပ်ထားတာပဲဖြစ်ပါတယ်အဲကွန်ကန်ထဲမှာဆို A ဆက်နေတာပေါ့ဗျာ14လက်မ display ပါသူ့ရဲ့ size က14လက်မကို Full HD နဲ့ဖြစ်ပါတယ်ဘေးပေါင်ကျင်းတယ်ဗျဘေးပေါင်ကျင်းမယ် webcam မှာ privacy shutter လေးပါမယ်လုံးဝချစ်ချစ်လေးလေးသုံးအောင်မှာဖြစ်ပါတယ် okay မပြီးသေးဘူး fingerprint reader ပါသေးတယ် fingerprint အေးစစ်စစ်သုံးပြလို့ရမယ် keyboard backlight တွေလည်းပါအောင်မယ် CPU အနေနဲ့တော့ Ryzen 5ကို4000 series ဖြစ်ပါတယ်ဗျဒီကိုလုံးတတ်တူ body နဲ့เนาะ RAM ကလည်း 16GB SSD ကလည်း256နဲ့ဆိုတော့လုံးဝပြည့်စုံတဲ့အနေအထားမှာသုံးလို့ရမှာဖြစ်ပါတယ်ဈေးနှုန်းကတော့73,900ပဲပေးရမှာဖြစ်ပါတယ် Metal body နဲ့တော်တော်လေးမိုက်တဲ့အနေအထားမှာ E-Live ဘုတ်လည်းဖြစ်တယ်ဆိုတော့အမျိုးတွေအကြိုက်ပဲဖြစ်ပါတယ်လုံးဝအာမခံ6လတိတိပေးရပါတယ် software နဲ့ပတ်သက်ရင် live time running ပေးတာလို့ရုံကြည်အသုံးပြုလို့ရပါတယ်တိုက်စီနှစ်ပေါ်တွေ့ရပါတယ်အားသွင်းလို့နှစ်ပေါ်လုံးရတယ်ဒီဘက်မှာတော့ SD card slot ပါမယ် HDMI နဲ့ဒီဘက်မှာအားသွင်းတဲ့ပေါ်လေးဖြစ်ပါတယ် headphone jack ပါမယ်ဘယ်ဘက်ချမ်းမှာတော့ USB နှစ်ပေါ်ပါလာတွေ့ရပါတယ်ပေါ်လေးလည်းစုံတယ်အလုံးလည်းတန့်တယ် metal body နဲ့လည်းမိုက်တယ် E-Live ဘုတ်လည်းဖြစ်တယ်ဆိုတော့ဈေးနှုန်းကတော့73,900တန်ပါတယ်ဝယ်သင့်ပါတယ်ဗျကျေးဇူးတင်ပါတယ်